ဆုံးကျွန်တော်တို့ကာဝေးမှုဒီပြောပြထားတယ်ကျွန်တော်ဒီတမှုပြန်ကလေးပြန်ပြီးမှညမကြံကာလတွေမှာဒီကုန်းကြီးကြောင်းရှိတယ်။နိုင်နိုင်ကျွန်းမှာလည်းကိုပြီးပူထားလို့ဆိုတဲ့ရုပ်တံဒီမှာလေးစပ်ပြီးဒါတော့လည်းရောက်ကလေးမျိုးနဲ့ဒါကျွန်တော်တို့တမှုမျိုးကလေးခရိုင်နဲ့တမှုခရိုင်နှစ်ခုအဓိကဒီကဘောဒေသမှာပါဝင်တယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်အဲ့တော့ဒီဒေသဆိုရင်တစ်ဖက်ကကျွန်တော်တို့အိန္ဒိယနိုင်ငံနဲ့လည်းနယ်နိမိတ်ချင်းဆက်ဆံနေတဲ့ဒေသတစ်ခုဖြစ်တယ်ဒါကြောင့်ဒီဒေသဟာနိုင်ငံရေးအရာကိုနိုင်ငံခြားရေးအရာကိုကုန်သွယ်ရေးအရာကိုစစ်ရေးအရာကိုဒါတမန်အိုက်တစ်လျှောက်ကျွန်တော်တို့ဒီပါခဲ့တဲ့ဒေသပါအဲ့တော့ကဝေးဝင်ကြီးဌာနမှတ်1စစ်ဒေသအနေနဲ့လေဒီဒေသဒီနယ်မြေလွတ်မြောက်ရေးကိုအထူးကျွန်တော်တို့ဦးစားပေးနေနဲ့စဉ်းစားဆောင်ရွက်နေတာလေရှိနေတယ်လို့ကျွန်တော်တို့ဒီလိုပြောရပါမယ်အဲ့တော့ကဘောဒေသတစ်ခုလုံးကလေးခရိုင်နဲ့တမူးခရိုင်တစ်ခုလုံးဆိုလို့ရှိရင်ပြောမယ်ဆိုရင်နေမီစိုးမှုထိချုပ်မှုရတော့ကျွန်တော်တို့ PDF တက်မတော်ကအဓိကကျွန်တော်တို့ရယူထားတာဖြစ်ပါတယ်ဒီဒေသအတွင်းမှာစစ်ကောင်စီလုံးဝကင်းစင်ပြီးမရောက်သေးဘူးဆိုပေမဲ့တနေ့လုံးကတော့ကျွန်တော်တို့ရဲဘော်တွေအဓိကကျွန်တော်တို့စုမှုထိချုပ်ထားတယ်လို့ပြောရပါမယ်ဒီဒေသအတွင်းမှာစစ်ကောင်စီရဲ့တက်ကျွန်းတက်ကြံကြံရစ်နေတာတော့မျိုးတစ်မျိုးပဲကလေးမျိုးနဲ့တမူးမျိုးဒီမျိုးနှမျိုးမှာတော့စစ်ကောင်စီကျွန်းကြံနေရှိနေသေးတယ်သို့တော့စုမှုထိချုပ်မှုရဆိုရင်ဒီနယ်မြေဒီဒေသတစ်ခုလုံးဟာ PDF ရဲဘော်တွေရဲ့လက်ထဲကိုရောက်နေပြီလို့တလူပြောနိုင်တယ်တော့စစ်ကောင်စီဖို့ဆိုရင်တော့တမျိုးနဲ့တမျိုးတောင်မှသူထူးသွားလာနိုင်တဲ့ဒေသမရှိတော့ဘူးသူ့အတွက်ဒီကထောက်ဖို့ဟာလေချောင်းကပဲဆောင်ရွက်နေရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့နယ်မြေစုမှုထိချုပ်မှုလွန်ခဲ့တဲ့3နှစ်ဝန်းကျင်လောက်ကကျွန်တော်တို့ပြောကြမယ်ဆိုရင်ဟုတ်မဟုတ်ပါမလားလို့ကျွန်တော်တို့ဒီကုန်းတွေရှိခဲ့ပါတယ်အဲ့တော့ဒီကနေ့တော့နယ်မြေစုမှုထိချုပ်မှုဆိုတာကအင်မတန်သိကြတဲ့ကိစ္စဖြစ်နေပြီစစ်ရေးရပြီးတဲ့ရှင်းလင်းမှုလုံနိုင်သေးသည့်တိုင်အောင်အုပ်ချုပ်ရေးကြီးရတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုကျွန်တော်တို့အပြီးတဲ့ဖျက်သိမ်းပြီးဖြစ်တဲ့ဒေသပြည်သူအုပ်ချုပ်ရေးရန်ရာထူထောင်လေပတ်နေတဲ့ဒေသဒီလိုလေကျွန်တော်တို့ကဘောဒေသနဲ့ပတ်သက်ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဆက်လုပ်ရမယ်လို့ကဘာဖြစ်မလဲဆက်လုပ်ရမယ်လို့ကတော့စစ်ကောင်စီလုံးဝကင်းစင်တဲ့ဒေသတစ်ခုဖြစ်အောင်တွန်းလာဖို့တိုက်ထုတ်ဖို့ကိစ္စပဲဖြစ်လိမ့်မယ်အဲ့တော့နေမြေစုမှုထိချုပ်မှုကျွန်တော်တို့ပြောမယ်ဆိုရင်အခုအချိန်မှာဒေါ်လာရေးတက်တွေကစစ်ရေးရာရောအုပ်ချုပ်ရေးရာရောအပြီးသားဒါကျွန်တော်တို့သိမ့်ပိုက်ပြီးဖြစ်တဲ့နေမြေတွေလည်းရှိနေပြီစစ်ရေးရာပြီးမတတ်သေးဘူးဆိုရင်တော့မှနေမြေတစ်ခုလုံးကိုစုမှုထိချုပ်ပြီးတော့အုပ်ချုပ်ရေးထူထောင်ထားတဲ့ဒေသတွေကတော့တနိုင်ငံလုံးတိုင်းတာနဲ့ဆိုရင်အမြောက်အများရှိနေပြီအထူးသဖြင့်စကိုင်းတိုင်းတိုင်းလုံးဆိုရင်ကျွန်တော်တို့85ရာခိုင်နှုန်းလောက်အထိကိုနေမီစုမှုထိချုပ်မှုရှိနေပြီလို့ပြောနိုင်တဲ့အနေအထားပါအဲ့တော့တနိုင်ငံလုံးတိုင်းတာနေတဲ့ဆိုရင်အခု2025ခုနှစ်အတွင်းတည်တာထင်ရှားလာတဲ့အချက်ကတော့ကျွန်တော်တို့ရခိုင်စီရေးလှုပ်ရှားနိုင်စွာအားနည်းနေခဲ့တဲ့ဒေသဒီပင်လေအခုချိန်မှာတော့ပို့ပြီးတော့မှတိုးပြီးတော့မှစီရေးလှုပ်ရှားနိုင်လာပြီဆိုတာတွေ့ရပါတယ် အားရရှိမှကျွန်တော်ဖတ်ပြ